trading ကိုဘေကနေစလေ့လာရမလဲမိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါဗျဒီနေ့ဗီဒီယိုလေးကတော့ trading ကိုဝါသနာပါပေမဲ့ဘေကနေစလို့ရမယ်မသိဘာတွေလေ့လာရမယ်မသိဖြစ်နေတဲ့ beginner တွေအတွက်ရွေထားပါတယ် trading လောကထဲကိုအခုမှရှေ့ဆုံးပေးဝင်မဲ့သူတွေအတွက် step by step roadmap တစ်ခုအနေနဲ့အထောက်အကူဖြစ်စေဖို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါရစေပြီးတော့ဒီဗီဒီယိုရဲ့အဆုံးမှာအခမဲ့လေ့လာလို့ရမယ့်အရင်အမြင့်တွေကိုပါပြောပြပေးတော့မှာမို့လို့မိတ်ဆွေတို့အနေနဲ့အဆုံးထိကြည့်ပေးဖို့လိုအပ်ပါတယ်trading စလေ့လာတော့မယ်ဆိုရင်ပထမဆုံးလိုရမှာကငါဘေ market ကို trade လုပ်ချင်တာလဲဆိုတာကိုဆုံးဖြတ်ရဖို့ပါပဲ market အဓိကအခြေခံ၄မျိုးရှိပါတယ်ပထမဆုံးတစ်မျိုးကတော့ stock ကို trade လုပ်မယ်ဆိုရင် Apple Tesla လို company တွေရဲ့အစုရှယ်ယာတွေပါဝင်ပါမယ်ဒုတိယတစ်မျိုးကတော့ forex ဒေါ်လာယန်စတဲ့နိုင်ငံခြားငွေကြေးတွေပါပါမယ်တတိယတစ်မျိုးကတော့ crypto bitcoin ethereum လို digital ငွေကြေးတွေပါပါမယ်စတုတ္တတစ်မျိုးကတော့ commodities ရွှေရေနဲ့စတဲ့ကုန်စည်တွေဖြစ်ပါတယ်beginner တယောက်အနေနဲ့ဆိုရင်တော့ stock ဒါမှမဟုတ် forex ကိုစလေ့လာဖို့အကျင့်ပေးရှင်ပါတယ်ဗျဘာလို့လဲဆိုတော့ learning resource တွေအများကြီးရှိပြီး community လေးကြီးမားလို့ပါ crypto ကလည်းကောင်းပေမဲ့ volatility ညှော်လွှမ်းတဲ့အတွက် beginner တွေအတွက်သတိထားဖို့လိုအပ်ပါမယ် market တစ်ခုကိုရွေးချယ်ပြီး trading လုပ်တော့မယ်ဆိုရင်အခြေခံဝေါ်ဟာရတွေကိုနားလည်အောင်စလုပ်ရပါမယ်ဒီအသုံးနှုန်းတွေကိုမသိဘဲနဲ့ trading လုပ်လို့မရဘူးလို့တစ်ဖက်ကပြောလို့ရပါတယ်အဲ့ဒီအထက်မှာအခြေခံသိထားရမယ့်အရာတွေက candlestick ဈေးအတက်အကျကိုဖော်ပြတဲ့ shape ပုံစံ buy and ask ဝေဈေးနဲ့ရောင်းဈေး spread ဝေဈေးနဲ့ရောင်းဈေးကွာဟာချက် support and resistance ဈေးကကျဆင်းတဲ့အခါရက်တန်းသွားတဲ့နေရာ support zone တက်တဲ့အခါရက်တန်းနေတဲ့နေရာ resistance zone ဘို့လုံးအယောင်အဝေးဘယ်လောက်များလဲ stop loss ဆုံးရှုံးနိုင်မှုကိုကန့်သတ်ထားတဲ့ point ဒီတန်းတွေကို Investopedia မှာအသေးစိတ်ဖတ်ရှုလေ့လာလို့ရပါတယ် link ကို description မှာထည့်ပေးထားပါမယ်ဒီအခြေခံတန်းတွေကိုသိပြီဆိုရင် technical analysis ကိုလေ့လာရပါမယ် technical analysis ဆိုတာချက်တွေကိုကြည့်ပြီးအနာဂတ်ဈေးနှုန်းကိုခန့်မှန်းတာတစ်မျိုးပါ beginner တယောက်အတွက်အနည်းဆုံးဓာတ်တွေကိုလေ့သိထားသင့်ပါတယ် trend line မှာဆိုရင်ဈေးကတက်နေလားကျနေလား sideways လားဆိုတာခွဲခြားတတ်ဖို့ပါkey candlestick pattern မှာဆိုရင် doji hammer engulfing စတဲ့ pattern တွေ indicator မှာဆိုရင် moving average MA ကိုအရင်စလေ့လာပါ indicator 10ခုထက်မနည်းတစ်ပြိုင်တည်းသုံးတာထက်တစ်ခုနှစ်ခုကိုကျွန်းစွာသုံးတဲ့ဖို့ကပိုအရေးကြီးပါတယ်ဒီခုဖော်ပြမယ့်အဆင့်ကအရင်အရေးကြီးပါတယ်ငွေအစစ်မသုံးခင်မှာဒီမိုအကောက်ဒါမှမဟုတ် paper trading နဲ့အနည်းဆုံးတစ်လကနေ3လအထိလေ့ကျင့်ပါဒီမိုအကောက်ဆိုတာ virtual money နဲ့ real market data ကိုသုံးပြီး trade လုပ်တာပါဆုံးရှုံးရင်ငွေအစစ်မဆုံးရှုံးပါဘူးဘေးမှာဒီမိုအကောက်ဖမ်းလို့ရလေဆိုတော့ stock နဲ့ crypto အတွက်ဆိုရင်တော့ trading view ရဲ့ paper trading ကသင့်တော်ပါတယ် forex အတွက်ဆိုရင်တော့MetaTrader 4x5 ကနေအကောင်းဆုံးပါ Crypto Future အတွက်ဆိုရင်တော့ Binance Testnet ကိုအဓိကစတင်သုံးသိရှင်ပါတယ်ဒီနေရာမှာငွေရှာဖို့မဟုတ်ဘူး strategy ကအလုပ်ဖြစ်မဖြစ်စင်တဲ့ဖို့နဲ့ကိုယ့်ရဲ့စိတ်ကိုထိန်းနိုင်မနေလေ့ကျင့်ဖို့ပါဒီတစ်ချက်ကိုတော့အထူးဂရုစိုက်ပြီးနောက်ထောင်စေရှင်ပါသေးတယ်ထိတ်ထိတ်မှာအောင်မြင်သူနဲ့ကြားဆုံးသူရဲ့ကိုရှာချက်က risk management ပါအဲ့ဒီအကြောင်းအရာတွေကိုအဓိက rules 3ခုနဲ့မိတ်ဆက်ပေးပါရစေ trade တစ်ခုမှာ capital ရဲ့1% to 2% ထပ်ပိုမဆွဲစားပါနဲ့ဆိုလိုတာက capital ဒေါ်လာ1000ရှိတယ်ဆိုရင် trade တစ်ခုမှာဒေါ်လာ30 20ထပ်ပိုပြီးဆုံးရှုံးဖို့မစီစဉ်ပါနဲ့ stop loss မပါဘဲဘယ်တော့မှ trade မလုပ်ပါနဲ့ stop loss ဆိုတာဒီထက်ကျရင် auto close ဆိုပြီးသတ်မှတ်ထားတဲ့အကာအကွယ်ဆုံးတစ်ခုပါ risk to reward ratio အနည်းဆုံး 1/2 သတ်မှတ်ထားပါဆုံးရှုံးရင်30ဆိုရင်ညက်ရင်အနည်းဆုံး20ရအောင်စီစဉ်ပါ trading က marathon တစ်ခုလိုပါပဲဗျ sprint နဲ့မတူဘူးcapital ကိုကာကွယ်နိုင်မှနှိမ့်ရှည်လာမြောင်း market ထဲမှာ survive ဆိုတဲ့အသက်ရှင်နေနိုင်မှာပါကဲအခုအခါမဲ့လေးလာလို့ရမယ့် resource တွေကိုပြောပြပေးပါရစေ YouTube channel ပေါ့နော် YouTube channel မှာဆိုရင် the trading channel ရှိမယ် trading 212 စတဲ့ channel တွေက beginner friendly content တွေအများကြီးရှိပါတယ် trading view မှာဆိုရင်လေ free charting လုပ်လို့ရမယ့်တခြား trader တွေရဲ့ analysis တွေကိုပါကြည့်ရှုလို့ရပါတယ်Investopedia မှာဆိုရင်လေတင်တိုင်းရဲ့အဓိပ္ပာယ်ကိုရှာဖွေဖေးရှုလို့ရမယ့် online encyclopedia website တစ်ခုပါပဲနောက်ဆုံးအကြံပေးချင်တာက second group တွေ Telegram group တွေကိုတတိထားသင့်ပါတယ်သူများပေးတဲ့ second တွေနောက်ကိုလိုက်ရုံနဲ့ရှင်းသာသောမှန်ဆိုတဲ့အတွေ့ကိုမေးထားလိုက်ပါကိုယ်တိုင်လေးလာကိုယ်တိုင်ဆုံးဖြတ်ပါကိုယ်တိုင်တာဝန်ယူပါဒီဗီဒီယိုကဒါ financial advice လည်းမဟုတ်ပါဘူးဒါပေမဲ့မိတ်ဆွေတို့ကိုဘ ഹു တတာဖြစ်ဒီဗီဒီယိုကအထောက်အကူဖြစ်စေခဲ့တယ်ဆိုရင်ကျွန်တော်ကျင်းနေပါပြီတတိပေးတဲ့အနေနဲ့ trading က skill တစ်ခုပါ skill တစ်ခုကိုကျွမ်းကျင်ဖို့အရှင်ယူရပါတယ်စိတ်ရှည်ရှည်ထားပြီးမှန်လေးလာမှန်လေးကျင့်နိုင်ရပါမယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးသည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ် like and subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ် trading related ဗီဒီယိုတွေတင်ဆက်ပေးတော့မှာမို့လို့ဘေးနာကခေါင်းလောင်းကိုလည်းနှိပ်ပေးခဲ့ပါအောင်အားလုံးပဲကံကောင်းကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်